ရက်ကွက်ကြားထဲလေးမှာနော်ဘုံမျိုးတက်ရက်မှုချင်းကတော့တခြားစီပဲပြင်ဦးနေနဲ့ညနေပိုင်းမှာဒါတော့ရက်ကွက်ကြားလေးပါရက်ကွက်စီရက်ကွက်ကြားလေးတည်တက်မှုလေးတကယ်ချီချူဖို့ကောင်းပါလေညစီမှာတည်တက်တဲ့လက်ပါမှုလေးတက်ရက်မှုလေးတွေကကွာခြားနေပါတယ်โอเคရွှေညောင်ပါရှင်ရွှေညောင်ရက်ကွက်လေးပါလို့ကြည့်တာတဲ့ခုကလေးတဲ့ဒီမှာပါခုကလေးပါနော်တက်ရက်မှုပြင်ဦးနေနေတော့စီနေရည်ပဲအရန်တက်ရက်ဟိုအဝေးကိုပဲကြည့်မလားအမိုင်လုံးဝမရှိဘူးတည်တက်လက်ပတ်မှုပြင်ဦးနေများဆိုဒီလိုညနေချိန်ဆိုရင်တော့ကြည့်မကောင်းရှုမလားအမိုက်တယ်လို့ဘွားနေပါဗျာဟိုသူညာရက်ကွက်ကြားလေးတော့ပြင်ဦးနေရဲ့လာရှိုးလမ်းမကြီးခက်တောင်တားနေပါလေလို့ရွှေညောင်နဲ့ရွှေညောင်နဲ့ဗျာရွှေညောင်ဒါလေးอ่ะတရံလေးအမိုက်ရှိအမိုက်